ပြောလို့ပြောရင်လည်းမပြောနိုင်ရင်ရင်စိတ်ထိုးအောင်လည်းကြောက်လို့ ဒီနေ့ကမွန်းနေ့ဆိုတော့ငါတို့မွန်းနေ့ဆောင်ပါလား ပါဘောဟာ ဟဲ့လား ဒီမှာ အော်ငါဒါလေးရဲကြိုက်တာငါဒါလေးလိုချင်တာကြာလာပြီရောင်လေးကဒါလာတာပဲ ထားတယ်စိတ်နဲ့စော စိတ်နဲ့ဆိုလားစိတ်နဲ့ဆိုရန်စေးကြီးမှာပေါ့ကောင်းရဲ့လောက်တံမိုးကြည့်ရပြီးတော့ငါမြူပြရစင်နဲ့ ဒီစိတ်လဲစောရဲ့တန်မိုးကထားပေါ်မှာထားရဲ့ကောင်းရဲ့မြတ်တာရဲ့လောက်တော့မကြီးမပါဘူး ဟာကောင်းရလေမကျေးဇူးပါပဲအဲ့ဆိုလို့ရှိရင်ဒီလောက်တံမိုးကြီးရဲ့လက်စွပ်ကိုပြီးတော့ငါအိမ်မှာပဲထားခဲ့လိုက်မယ်လေ ထားခဲ့လိုက်တာ အဲ့ဆိုခဏဆောင်နော် ငါရေးစားလို့လေရေတော့ဝယ်လာအောင်မယ် နင်ကလည်းလုတ်ပြန်ပြီအိမ်မှာခဲ့တခါမှမကောက်ခဲ့ဘူး နေရလဲခဏလေးပါဒီနားလေးပဲဟို ဒီက ဒါဆိုတော့ဆောင်းနေတာတို့ခင်မြေအောင်မစောင့်နေလိုက်မယ်လေ အေးကောင်းတာပါစောင့်နေလိုက်အောင်နော်ခဏလေးပဲ အေးပါရချာ ဟမ် နင်ပြောရလေးရှိလို့ ပြောလေ ဟာပြောလို့ပြောရင်လည်းမပြောနိုင်ရင်ရင်စိတ်ထိုးအောင်လည်းကြောက်လို့ ငါနင့်ဘယ်တော့မှစီစုဘူးလို့လဲပြောတာရှိရမပြော ငါလေးလေးကို အာမောတာကွာငါရေဘူးပဲကြာသွားလား ဒီတက်ပိုကြတဲ့နဲ့ ဟမ် အော်မဟုတ်ပါဘူးမကြဘူးလို့ပြောတာတကယ်ချင်း အေးပါဟုတ်ပါရဲ့ရော့ဒါမျိုးတော့ဖို့ယူတာပါ အေးပါ လာပါဖျောင်းဝင်နဲ့ပက်ကြည့်အောင်တို့ အေးတော်တော်မယ် ငါတို့တွေဖျားဘူးကလည်းနှံ့သွားပြီဆိုတော့ရေကကျုံမိသွားကြမယ်လေ အော်ဒီကောင်းသားပဲဟာတားကြမယ်လေ အေးသွားမယ်လေဟာကျုံဝေးရလှရနော်အေး ခိုင်းတော့ငါဖုန်းလာလည်းပြောလိုက်အောင်မယ် ဟောရေ တားနေလိုက်တော့နော်ဟုတ်တယ်ဟုတ်တယ် ကောင်းလွတ်တော့လေဒီမှာငါဖလက်ပြက်နေရအောင် ဟေးဟုတ်တာ ချာဘာဖြစ်တာလဲ ဖလက်ပြက်သွားလို့ ဟုတ်လားဒါဆိုပူနေမှာပေါ့ဒီမှာငါဖက်နဲ့စီးလိုက်လေနော် တော်ပါယူစီးတော့ပါဦး ဟောစီးလိုက်ပါနင်းချောက်ပူနေလိမ့်မယ် တော်ပြီရတယ် ကဲပါမောင်ထွေးကလည်းမပေးနဲ့တော့ထားထားကလည်းမငင်းနဲ့တော့ကောင်းဖုံးဆက်မှာပေးမယ်ဖက်နဲ့ကိုဘာလို့ခုလောဆယ်ဟိုနားမှာထိုင်ပြီးစောင့်မယ် ဟောအေးပါ နော်လာတော့မယ် တော့မင်းစင်ပြေရလား ရပါရဲ့စိတ်ညစ်လိုက်တာခဏကလည်းပြက်သွားပြန် ငါဖက်နဲ့ပြီးတော့ခါကြလည်းမစီးချင်မင်းနဲ့ တော်ပါဗျာ ဟိုညလေခဏလေးစောင့်ပါအောင်ငါဖုံးဆက်ထားပါရဲ့လာတော့မှာပါဟောလာပြီလေတူရဟယ်လိုကိုကြီးဟုတ်ကဲ့ကိုလာပြီလားဗျဟုတ်ကျွန်တော်ဒီနားလေးမှာဗျဟုတ်ကျေးဇူးပါနော်ထားပြန်ရောက်ပြီ ဟဲ့ဖလက်လေးကချစ်စရာလေး နေကြိုက်တယ်မလား ကြိုက်တယ် နေကြိုက်မှန်းသိလို့ငါမပေးထားတာဘောကပေးငါစီရောနင်းနဲ့ပတ်ကြည့်ရနော် ကတိပဲတော့ချစ်စရာလေး အေးဘော မင်းတို့ရဲ့လမ်းလေးစိတ်တိုင်းကျမဆိုရင်ဖြင့်စိတ်တိုင်းများအားလုံးကိုတစ်မျိုးဝယ်လင်း10%တစ်မျိုးဝယ်လင်း7%သုံးမျိုးဝယ်လင်း8%ထိရရှိမယ်စိတ်နဲ့ရှော့စိတ်စီစဉ်ကြီးရှိပါရှင် ဒီစီကြီးကမန်လေးဆိုင်မက်တစ်ကောရန်ကုန်ဆိုင်မက်နှစ်ရောပါအကျိုးဝင်တာမို့လို့အနေရကချစ်ကစတန်မာများအမြင်ဆုံးလာရအပ်ပြီးဖိတ်ခေါ်လိုက်ရပါတယ်ရှင်